အားလုံးမင်္ဂလာပါเนาะကျွန်တော်အခုဒီပြမယ်သချင်းကเนาะ Emmanuel လို့အမည်ရတဲ့ဆရာထန်တောင်ရဲ့ဒီမြန်မာ worship သချင်းလေးတစ်ပုဒ်ဖြစ်တယ်ဒီသချင်းက original key G အတိုင်းပဲပေါ့နော်ကျွန်တော် key G နဲ့ပဲဒီပြမှာဖြစ်တယ်ပေါ့နော်ဒီပထမဆုံးကျွန်တော်တို့ခော့ကပါမလဲဆိုတော့ G ပေါ့နော်ဒီ G ကိုကျွန်တော်တို့ကဒီလို G ရိုးမကင်မနဲ့ G5 နဲ့ကင်မယ် G5 ဆိုတာကဘာလဲဆိုတော့ဒီပေါ့နော်ဒီဟာလက်သန်းတော့ပါပြီးတော့เนาะဒီလိုအရာဒီလိုအသံကိုကျွန်တော်တို့ကနှစ်ကျွေးတတရားတကွဲမှာပေါ့နော်ကျွန်တော်တို့အဲ့ဒီအတန်လေးပါကျွန်တော်တို့ထည့်တော့ဒီဟာကဘာလဲတော့5 G ရဲ့5အတန်ဖြစ်တော့နော်ဒိုဒီလိုဆိုနော်အဲ့ဒီအတန်ကျွန်တော်တို့ G ရိုးကို5အတန်မှာထည့်ပေါ့နော်အဲ့ဒါ G5 ပြီးလို့ရှိရင်ဟိုဒါဒီ G အပေါ်ကဒီနှစ်ချောင်းကိုကျွန်တော်တို့ C နေရာမှာပြောင်းလိုက်ပေါ့နော်ဒီနှစ်ချောင်းကိုကျွန်တော်တို့ကဒီ၄ကျိုးနဲ့၅ကျိုးမှာထည့်တော့ဒီလက်တန်းတစ်ချောင်းဒီမှာပေါ့နော်အဲ့ဒါ C sax 2ပေါ့နော်အဲ့ဒီ chord လေးကိုလည်းပါမယ်ပြီးလို့ရှိရင်နောက်တစ်ခုကပါမလဲဆိုတော့ဒီ sax 4နော်ဒီ sax 4 D ကိုကျွန်တော်တို့ဒီလိုကင်ကြတယ်ဒီလိုကင်တယ်မလက်တန်းလေးထည့်လိုက်လို့ရှိရင် G sax 4ဆိုတော့ဒီလက်ကလေးနေရာကဒီနှစ်ချောင်းနဲ့ပိတ်ထားပြီးတော့ကျွန်တော်ပို့နေတယ်အောင်ကျွန်တော်တို့ဒီမှာဒီလိုကင်မယ်အဲ့ဒါ D sax 4အဲ့ဒီ D sax 4ကိုကျွန်တော်တို့ကသူ့ရဲ့ bass tone ကျတော့ဗာနဲ့ကင်မယ်ဆိုတော့ F sharpနော် E F natural F sharp နော်အဲ့ဒါ F sharp ပါထက်ကံမလားအဲ့ခါကျလို့ရှိရင် D sus 4 F sharp နော်ပြီးလို့ရှိရင်တော့တခုက E minor နော် E minor ကျွန်တော်တို့ခါလေး E minor ကန်လဲရတယ်အဲ E minor ကိုကျွန်တော်ဒီလိုနော်ဒီလက်ညိုးတစ်ချောင်းနဲ့ပဲကန်အဲ့တော့ကျွန်တော် E minor 7ကန်ဖို့ပြီးတော့ဒီလက်တန်းနဲ့လက်တကြရလဲခုန G 5ကန်တဲ့ပုံစံအတိုင်းပဲနော်အဲ့ဒါဆိုလို့ရှိရင်ဒီကပါ E minor 7နော် E minor 7ပြီးလို့ရှိရင်ဘာပေါင်းလဲဆိုတော့ A minor နော် A minor ကနှစ်ကျိုးပထမတစ်ကွယ်ဒီ3ကျိုးရဲ့ဒုတိယတစ်ကွယ်လက်တကြွနဲ့ကင်မယ်ပြီးလို့ရှိရင်4ကျိုးရဲ့ဒုတိယတစ်ကွယ်လက်ခလဲနဲ့ကင်မယ်အဲ့ဒီနေရာမှာလက်တကြွကျွန်တော်တို့လွတ်လိုက်လို့ရှိရင် A minor 7ဖြစ်သွားမယ်နော်ဒါ A minor ဒီအောင်လွတ်လိုက်လို့ရှိရင် A minor 7အဲ့ဒီ7ဆိုတာဘာအတန်လဲဆိုတော့ G 3ကျိုးနော်1အောက်ကတစ်ချိုးနော်တစ်ချိုး3ချိုးနော်တစ်ချိုးဒီတစ်ချိုးဒီ3ချိုးတန်3ချိုးက G တန်ဖြစ်တယ်အဲ့ဒီ G ကိုဒီမှာကိုင်နော်မှအဲ့ဒီကောင်က G ဒီ6ချိုးရဲ့တက်ခွက်မှာလည်း G ပဲအဲ့ဒီဟာနဲ့ကျွန်တော်တို့အားလုံးပေါင်းကန်လို့ရှိရင်အဲ့ဒါကို A minus 7ဒါလည်း A minus 7ပဲနော် A minus 7နော်ဒီ A minus 7ပြီးလို့ကျွန်တော်တို့ကဘာပါလဲ B minor 7ပါမယ်ပေါ့နော် B minor 7နော်အဲ့ဒီနောက်တစ်ခုကနောက်ဆုံးတစ်ခုကကျွန်တော်တို့ဗာထည့်အောင်လဲ B7 နော်ဒါ B minor B7 ကတစ်ကျိုးရဲ့ဒုတိယတစ်ကွယ်နော်တစ်ကျိုးဒုတိယတစ်ကွယ်ပြီးလို့ရှိရင်နှစ်ကျိုးကလို့3ကျိုးရဲ့ဒုတိယတစ်ကွယ်ကိုလက်ကျွဲနဲ့ကင်မယ်ပြီး4ကျိုးပထမတစ်ကွယ်မှာကျွန်တော်လက်ညိုလို့ရှိရင်5ကျိုးရဲ့ဒုတိယတစ်ကွယ်မှာလက်ခလဲနော်7နဲ့ပါအောင်เนาะအဲဆိုလို့ရှိရင်ကျွန်တော်ဒီသချင်းကိုဒီလိုရောက်ပြီเนาะဒီ chord တွေเนาะကျွန်တော်တို့ဒီ chord တွေနဲ့ဒီသချင်းဒီမှာဖြစ်တယ်ပေါ့เนาะဒီသူ့ရဲ့သချင်းရဲ့ pattern ကဘာလဲ slow go ပဲဖြစ်ပါ slow go pattern ကเนาะ down up ဒီအပြင်time နဲ့တော့မဆိုလို့ရှိရင်1 and 2 and 3 and 4 and 1 and 2 and 3 and 4 and โอเคเนาะ down upနော်အဲ့ဒါတောင်းနော်ကျွန်တော်စတင်အောင်နော်1 2 3 go